ဘယ်သူတွေကရန်တိုက်ပေးတာလဲအခုလိုင်းပေါ်မှာတစ်ဖက်နဲ့တစ်ဖက်ညှင်းခုန်နေကြတဲ့ကိစ္စလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ပျော်ပွဲမျိုးအင်ဂျင်ကုန်းဖုန်ကြီးကျောင်းရဲ့တိမ်ကျောင်းထဲမှာဇုံတွဲတွဲဟာကာမဆက်ဆံတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုရိုက်တင်တဲ့ဖုန်ကြီးရဲ့အပြစ်လို့ဆွဆွဲနေတဲ့လူတွေလည်းရှိတယ်နောက်တစ်ခုကဒီဇုံတွဲတွဲရဲ့အပြစ်လို့ဆွဆွဲတဲ့လူတွေလည်းပဲရှိပါတယ်ဒါတစ်ဖက်နဲ့တစ်ဖက်ညှင်းခုန်နေကြတဲ့အနေအထားပေါ့နော်အဲ့တော့နစ်နာတဲ့စုံတွဲဘက်ကနေပြောကြတဲ့စကားကဘုန်းကြီးတစ်ပါးအနေနဲ့ဒီကိစ္စကိုလိုင်းပေါ်ကိုမတင်သင့်ဘူးပေါ့နော်လိုင်းပေါ်ကိုတင်လိုက်တဲ့အတွက်ဒီစုံတွဲတွဲဟာမျက်နှာမဖော်နိုင်အောင်အဆက်တကွဲအကျိုးနေခဲ့ရတဲ့ပေါ့အမှန်ဖြစ်တဲ့နာကဒီစုံတွဲရဲ့မိဘတွေရက်ွက်လူကြီးတွေနဲ့ဒီလိုညှိညှိနိုင်နိုင်ဖြည့်ရှင်းလိုက်ရင်အကောင်းဆုံးဖြစ်သွားပါလိမ့်မယ်နောက်လဲမလုပ်ရဲအောင်သင်ခန်းစာလေးပေးတင်တယ်ပေါ့ဒီလိုလေးဆိုရင်တော့အဆင်ပြေတယ်အခုကလိုင်းပေါ်ကိုတင်လိုက်တဲ့အတွက်တော်တော်လေးအယုတ်ဆိုးအကြီးတန်းသွားတယ်လို့တချို့ပုဂ္ဂိုလ်တွေကလည်းဒီလိုပြောပြန်ကြတယ်တချို့ဆရာတော်ဘက်ကမှန်တယ်လို့ပြောတဲ့သူတွေလည်းပဲရှိပါတယ်ဆရာတော်ကြည့်ရတာအရင်ကလည်းဒီအင်ဂျင်ကုန်းဘုန်းကြီးကျောင်းမှာအခုလိုပဲဇုံတွဲတွေလာရောက်ပြီးတော့မှချင်းတွေ့ဟန်တူပါတယ်အဲ့တော့ဆရာတော်အနေနဲ့တစ်ခါတီးခံနှစ်ခါတီးခံသုံးခါတီးခံတီးမခံနိုင်တော့တဲ့အဆုံးဒါလိုင်းဘော်ကိုရိုက်ပြီးတော့တင်လိုက်တာပေါ့လေတိမ်ထဲမှာဖြစ်ပွားခဲ့တဲ့ဒီဇုံတွဲတွဲဟာဆိုရင်လည်းပဲတိမ်ချောင်းကိုဖောက်ထွင်းပြီးတော့ဝင်ရောက်ပြီးတော့ကာမဆက်ဆံခဲ့ကြတာဖြစ်ပါတယ်အခုလိုဆက်ဆံခဲ့ကြတဲ့အတွက်အခုခေတ်လူတွေကကြိမ်လုံးနဲ့ဆုံးမလို့မရတော့တာတော့အမှန်ပဲကြိမ်လုံးပြရင်မကြောက်တော့ဘူးအခုခေတ်ကဘာနဲ့ပြမှကြောက်တာလဲလို့ဆိုရင်ဒီကင်မရာနဲ့ချိန်တိုင်းမှာပဲကြောက်ကြတာများတယ်ဒီအမျိုးသမီးဟာဆိုရင်လည်းကြောက်လွန်းလို့ဘုန်းကြီးရှီကကင်မရာကိုလှုပ်ပြီးတော့မြေကြီးမှာပါရိုက်ခွဲပါတယ်ဖုန်းကပြက်စီးမသွားဘဲနဲ့အမိမိရရိုက်ပြီးတော့လိုင်းဘော်ကိုတင်လိုက်တဲ့အချိန်မှာပြဿနာကပိုပြီးတော့ကြီးထွားသွားတာပေါ့နော်သိကြပါတယ်ဒီအင်ဂျင်ကုန်းဘုန်းကြီးကျောင်းမှာအခုလိုဘုန်းကြီးကကင်မရာနဲ့ချိန်ပြီးတော့ရိုက်ပြီးတော့လိုင်းဘော်ကိုတင်လိုက်တဲ့အတွက်နောက်ထပ်ဒီဇုံတွဲအပြင်နောက်ထပ်ဇုံတွဲတွေဟာဒီအင်ဂျင်ကုန်းဘုန်းကြီးကျောင်းရဲ့ဇေဒီမှာသွားရောက်ပြီးတော့ချင်းတွေရဲတော့မှမဟုတ်ပါဘူးဟိုဘက်ကကျူးလွန်တဲ့သူဘက်ကမှားသလားဒီဘက်ကကင်မရာနဲ့ချိန်ပြီးရိုက်ပြီးတော့တင်တဲ့ဘုန်းကြီးဘက်ကမှားသလားဆိုတော့ဘုံဘုံဇာလန်လေးတစ်ပုဒ်ပြောပြပါမယ်ခါတုန်းကရွာတရွာမှာဥကံကောင်းဆိုတဲ့လူတစ်ယောက်ရှိပါတယ်ဥကံကောင်းဟာတမာတမဲကြာနေထိုင်တဲ့ဘာသာရေးစာပေဒီကိုလည်းအမတန်မှလိုက်စားပါတယ်သူ့မှာသမီးလေးတစ်ယောက်ရှိတယ်သမီးလေးကိုမောင်တောင်းဆိုတဲ့လူတစ်ယောက်နဲ့အိမ်အောင်ချပြီးတယ်မောင်တောင်းကအမြဲတမ်းတောက်လိုက်စားလိုက်မူးလိုက်ယူလိုက်ဖဲရိုက်လိုက်ကြက်တိုက်လိုက်လောင်းကစားလုပ်လိုက်နဲ့ဒီလိုအချင်းကုန်နေတဲ့လူလေလွတ်နေတဲ့လူတစ်ယောက်ပေါ့ဆိုတော့ဥကံကောင်းကမောင်တောင်းကိုကြည့်ပြီးတော့အတော်လေးကိုစိတ်ပြက်ပါတယ်သူကိုယ်တိုင်ကလည်းတမာတမဲကြဘာသာရေးဒီကိုလိုက်စားပြီးတော့နေရလူဖြစ်တဲ့အတွက်မောင်တောင်းရဲ့ပြုမှုနေထိုင်မှုတွေကိုအမတန်မှဆက်ဆုပ်ယွန်းရှာပါတယ်ဒါကြောင့်တရက်မှာတမက်ဖြစ်တဲ့မောင်တောင်းကိုခေါ်ပြီးတော့ပြောတယ်ဟဲ့ကောင်မောင်တောင်းတဲ့ငါတို့မင်္ဂလာတုတ်ထဲမှာတဲ့အတေဝနာစဘာလာနန်းဆိုတာရှိတယ်ကွာမင်းငါသမီးနဲ့ကွာပါမင်းမျက်နှာကိုလည်းငါမကြည့်ချင်ဘူးဒီနေ့ကစားမင်းငါအိမ်ပေါ်ဆင်းသွားလို့အိမ်ပေါ်ကနေနှင်ချပါတယ်မောင်တောင်းကပြန်ပြောတယ်အဖေတဲ့အဲ့ဒီအာတေဝနာစဘာလာနာရဲ့နောက်မှာဘယ်လိုစာကြောင်းမျိုးတွေပါလဲအဖေလို့ပြောပြတော့ပါဏိတာနိစတေဝနာပူဇာစပူဇာနေယနာအေတာမင်္ဂလာမௌတ္တမံတဲ့ကွာပြောတော့အဲ့ဒီအဓိပ္ပာယ်ကဘာကိုဆိုလိုတာလဲအဖေလို့ပြောတော့ပညာရှိတွေကိုမိဝဲစိကခြင်းဟာမင်္ဂလာတစ်ပါးပေါ့ကွာအဖေလိုပညာရှိတဲ့လူတစ်ယောက်ကိုကျွန်တော်လိုလူကမိဝဲစိကခြင်းဟာမင်္ဂလာတစ်ပါးပဲဖြစ်ပါတယ်အဖေဒါကြောင့်မို့ကျွန်တော်အဖေနားကနေတဖွားမှမခွာပါရစေနဲ့ဗျာလို့တမက်ဖြစ်တဲ့မောင်တောင်းကဒီလိုပြောပါတယ်ပြောပြီးတော့မောင်တောင်းကဘာပြန်ပြောတော့ဆိုတော့အဖေတဲ့အဲ့ဒီမင်္ဂလာတုတ်ဟာဗျာကျွန်တော်တို့သားဖားနှစ်ယောက်ကိုတက်တဲ့ရန်တိုက်တာပါအဖေအဲ့တော့ဒီနေရာမှာဗာပြောချင်တယ်ဆိုတော့အဖေဥကံကောင်းဘက်ကလည်းသူ့ဟာနဲ့သူကြည့်ပြီးတော့မှန်းနေတာပဲတမက်ဖြစ်တဲ့မောင်တောင်းဘက်ကလည်းသူ့ဟာနဲ့သူကတော့မှန်းနေတာပဲเนาะအဲ့တော့ဂျားတွေကမင်္ဂလာတုတ်ကသူတို့သားဖားနေကိုရန်တိုက်တယ်လို့ဖြစ်သွားတယ်အခုလည်းပဲကင်မရာနဲ့ရိုက်ပြီးတော့တင်တယ်ဘုန်းကြီးဘက်ကလည်းမှန်းနေပါတယ်ဟိုဘက်ကကြည့်ပြန်တယ်သူတို့ဘက်ကလည်းမှန်းနေပါတယ်တဲ့เนาะအဲ့တော့ဂျားတွေကနေဘာသာတရားဆိုတာကြီးကရန်တိုက်တယ်လို့များသူတို့ဘက်ကဆွဆွဲကြတာတော့မသိဘူးပေါ့နော်
ဒါကြောင့်မို့ဒီနေရာမှာပြောချင်တာကကျူးလွန်တဲ့သူတွေကလည်းနောက်ထပ်မကျူးလွန်မိအောင်ရှောင်ကျဉ်သင့်ပါတယ်မကျူးလွန်သေးတဲ့သူတွေကလည်းနောက်ထပ်ဗုဒ္ဓဘာသာရဲ့ပုံရိပ်တွေမကြဆင်းရအောင်ဘုရားစေတီတွေအခုလိုကြောင်းကန်ဒီမှာဒီကိစ္စတွေမလုံမိအောင်အတတ်နိုင်ဆုံးပြုပြင်ဆင်ခြင်သင့်ပါတယ်လို့ပြောချင်ပါတယ်။တင်ကြောင်းထဲမှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဖုံဖုံပို့လေးတစ်ခုတင်ထားပါတယ်။အဲ့ဒီပို့အောက်မှာမောင်မောင်ဆိုတဲ့တကားတစ်ယောက်က comment လာပေးထားတယ်။ရှင်ဘုရားကိုတဲ့လျှောက်တင်ပါရစေရှင်ဘုရားတဲ့ဇုံတွဲကတော့အတိတရားမဲ့လွန်းပါတယ်ဘုရား။နံပါတ်1မဖွဲမရမြင်ကွင်းကိုယဟန်တန်ကအနေနဲ့ဗီဒီယိုရိုက်တင်ပါသလားဘုရားတဲ့နံပါတ်2ကဘာသာတရားနဲ့ညီစွန်းနေတဲ့ဗီဒီယိုဖိုင်ကိုယဟန်တန်ကအနေနဲ့တင်ပါသလားဘုရားတဲ့နံပါတ်3ကအဲ့ဒီနေရာမှာအရှင်ဘုရားသာဆိုရင်ဘယ်လိုဆုံးဖြတ်မလဲအရှင်ဘုရားတဲ့ဘုံဘုံကိုလာမေးထားတာပေါ့နော်နံပါတ်1ကမဖွဲမရမြင်ကွင်းကိုယဟန်တန်ကအနေနဲ့ဗီဒီယိုရိုက်တင်ပါသလားဆိုတာနဲ့ပတ်သက်လို့ပေါ့နော်အခုအင်ဂျင်ကုန်းဘုရားစီဒီတင်ကျောင်းမှာဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့အင်ဂျင်ကုန်းကဆရာတော်တစ်ပါးကနေပြီးတော့ဗီဒီယိုရိုက်တယ်ပေါ့ကိုယ့်ရဲ့ပိုင်နဲ့ဖြစ်တဲ့တင်ကျောင်းတဲကိုကျူးကျော်ဝင်ရောက်လာတဲ့သူကိုဒီအစုံတွဲဟာဒီကျောင်းတွေကပစ္စည်းတစ်ခုခုခိုးမို့လားဒါမှမဟုတ်သမီးစားလာချင်းတွေ့တာလားဒါမှမဟုတ်တခြားကိစ္စတွေရှိတာလားဆိုတာပိုင်ရှင်ဖြစ်တဲ့ကိုကတော့ဒါတက်သေးရအောင်တော့ယူရမှာပဲလေဟုတ်တယ်မလားဒီနေ့ခေတ်မှာလည်းပဲဆိုင်တွေအိမ်တွေမှာဆိုရင် CD ကင်မရာတွေတတ်ထားကြတယ်ဘာဖြစ်လို့တတ်တာလဲဆိုတော့တခုခုဖြစ်ခဲ့ရရှိတော့ကိုယ့်ဘက်ကနေတက်သေးအရာယူနိုင်အောင်လို့ဖြစ်ပါတယ်အခုဒီဆရာတော်ကလည်းပဲဒီတင်ချောင်းဟာတောက်ခါထားတာသူကလည်းအပြင်ကနေမြင်ရတာမဟုတ်အဲကြောင့်မို့စန်တာမန်တန်းနဲ့သူလည်းဟန်းစက်နဲ့ကင်မရာချိန်ပြီးတော့ကျောင်းထဲကိုဝင်သွားတယ်။မှအထဲရောက်ခါမှဒီဇုံတွဲဟာဒီလိုကိစ္စတွေပြုကျင့်နေတယ်ဆိုတာမြင်ရတာပေါ့နော်။အဲ့တော့ပြောချင်တာကဒီယဟန်ဘက်ကနေကာကွယ်ပြီးတော့ပြောတာရေလို့တော့မဟုတ်ပါဘူး။ဘုံဘုံတို့ခံမှန်းကြည့်တာပေါ့နော်။ဒီဆရာတော်ဟာဟန်းစက်နဲ့ဘူရီရိုက်တယ်ဆိုပေမဲ့လို့ဒီကိစ္စတွေလှုပ်လိုက်မယ်လို့သူထင်ချင်မှထင်မယ်။သမီးကြီးစားချင်းတွေ့တာလားဒါမှမဟုတ်တခုခုလားဆိုတာသူလည်းတက်တည်ရခြင်းလွန်းလို့ဆိုပြီးတော့ဗီဒီယိုရိုက်ပြီးတော့ယူလိုက်တယ်လို့ထင်ပါဒီနေရာမှာတခုတော့ရှိတာပေါ့လေဒီဇုံတွေဖြစ်ပြနေတဲ့ကိစ္စဝိစ္စတွေအကုန်လုံးကိုဗီဒီယိုတော့မှတ်တမ်းတင်ပြီးသွားပြီဒါကတော့မလွဲတာမရှောင်တာလို့ရိုက်မိသွားတယ်ပေါ့ဗျာနောက်နံပါတ်1အနေနဲ့ကဘာသာတရားနဲ့ညှိစွန်းနေတဲ့ဗီဒီယိုဖိုင်ကိုယဟန်တန်ကအနေနဲ့တင်ပါသလားဖေဟာဆိုတာကတော့ဒါ line ပေါ်ကိုတင်သလားလို့သူကဒါပြောတာပေါ့နော်ဒီနေရာမှာပြောချင်တာကကျူးလွန်ခဲ့ကြတဲ့စုံတွဲအနေနဲ့အဲ့ဒီနေရာမှာဗီဒီယိုရိုက်တဲ့ဆရာတော်ကိုကိုယ့်ရဲ့အမားကိုဝန်ခံပြီးတော့ပြေလဲနဲ့ပြန်ပြီးတော့တောင်းပန်လိုက်မယ်ဆိုရင်အဆင်ပြေသွားကောင်းပြေသွားလိမ့်မယ်ဆရာတော်အနေနဲ့ကလည်းမေတ္တာသဘောနဲ့လိုက်ရောပေးမှာပါအခုကဒီလိုမဟုတ်ပါဘဲနဲ့ကိုယ့်ရဲ့အမားကိုလည်းကိုဝန်မခံဘူးပြီးတော့ဆရာတော်ရိုက်ထားတဲ့ဗီဒီယိုဖိုင်ကိုလည်းတက်တည်ဖျောက်ဖို့အတွက်သူကစူးစမ်းတယ်ဆရာတော်ရှီကဟန်းဆက်ကိုလှုပြီးတော့ဟန်းဆက်ကိုပါရိုက်ခွဲဖို့အတွက်စူးစမ်းတယ်ပေါ့ဒီလိုလောက်ရကောင်းမလားဆိုပြီးတော့လိုင်းဘော်ကိုတင်လိုက်တယ်လိုင်းဘော်ကိုတင်လိုက်တယ်ဆိုတဲ့နေရာမှာဘာသာတရားကိုညှိုးနွမ်းပါစေတော့ရေတော့စိတ်ကတော့ရှိမယ်တော့မထင်ပါဘူးဒါငါတို့เจ้าမှာနောက်ထပ်ဒီလိုမလုံရဲအောင်ဒီစီဒီမှာနောက်ထပ်ဒီလိုလာမချင်းတွေ့ရဲအောင်မတ်လောက်သားလောက်အောင်ဆုံးမလိုက်တယ်လို့ဘုံဘုံကတော့ဒီလိုမြင်ပါတယ်ဆရာတော်နဲ့နီးစပ်တဲ့တကားတချို့ကလည်းဒီလိုပြောပြန်တယ်ဆရာတော်ဗီဒီယိုတင်ပြီးတဲ့အခါမှာပြန်ပြီးတော့ဖြတ်ချတယ်တဲ့ဖြတ်ချပြီးမှလည်းပဲအချိန်မမီတော့ဘူးဇနင်တိတရိတာပါကံတဲ့တူသောအကျိုးကိုပေးလို့ရှိတယ်တဲ့အခုဒီတင်ကြောင်းထဲမှာဒီလိုကိစ္စမျိုးတွေဖြစ်သွားတော့လေသူတို့ရဲ့အကုသိုလ်ကအမတန်ကြီးလေးသွားပြီလေကြီးသွားတဲ့အတွက်တူသောအကျိုးကိုပေးတယ်လို့ပဲဒီလိုပဲဖြစ်ပြရမှာပေါ့တဗ္ဗေတ္တကာမတက္ကပေါ့တရဝရိယကံစီမာနဲ့အတိုင်းပဲဖြစ်ပြကြတာပါပဲဒါဗုဒ္ဓဘာသာတိုင်းဒီလိုအယူရှိကြပါတယ်အဲကြောင့်မို့နံပါတ်1အနေနဲ့သူမေးထားတာကဘာသာတရားနဲ့ညီစွန်းတဲ့ဗီဒီယိုဖိုင်တွေဆိုရင်တခြားသောကိုယ်ဘာသာတရားကိုမေးမိန်စေမဲ့ဗီဒီယိုမျိုးဆိုရင်တော့ဒါတော့မတင်ဘူးပေါ့နော်နောက်နံပါတ်3ကအဲ့ဒီနေရာမှာအရှင်ဖျားတာဆိုရင်ဘယ်လိုဆုံးဖြတ်မလဲတဲ့သူကဒီလိုလာမေးတယ်ဖုံဖုံမပြောခင်မှာအခုမေကွန်မေးတဲ့တကားကိုပဲပြန်ပြီးတော့မေးပြရစီ
တကားတော်တို့အလုတ်ခွင်ကိုသွားလို့ပဲဖြစ်ဖြစ်ခရီးသွားလို့ပဲဖြစ်ဖြစ်အဲ့လိုသွားတဲ့အခါမှာတကားတော်တို့ရဲ့အိမ်ကိုဒီဇုံတဲ့တရဲကနေပြီးတော့ပရင်းပေါက်တကားကိုရိုက်ဖြက်ရိုက်ချိုးပြီးတော့အထဲကိုဝင်တယ်အိမ်ရှိကားမှာဒီလိုကာမကိစ္စတွေပြုကျင့်ကြတယ်တကားတော်တို့ကအလုတ်ကနေပြန်လာတယ်ခရီးကနေပြန်လာတဲ့အခါမှာကိုယ့်ရဲ့အိမ်ဦးကားမှာနော်ကိုမသိဘဲနဲ့ကိုယ့်ရဲ့ပိုင်နဲ့ကိုကျူးလွန်ပြီးတော့ဒီလိုလုံနေတဲ့ဇုံတဲ့တရဲကိုတွေ့မယ်ဆိုရင်တကားတော်တို့ဘာလုပ်မလဲမင်းတို့ကိစ္စဝိစ္စလေးတွေပြီးရင်တော့ကွာပြန်ကြတော့လို့ပြောမလားဒါမှမဟုတ်ဟိုစုံတွေကအဲ့ဒီလိုမဟုတ်ဘဲနဲ့သူတို့အမားကိုသူတို့ဝမခံဘဲနဲ့ပြန်ပြီးတော့ခုခံခြေပမယ်ကိုယ့်ကိုပြန်ပြီးတော့တိုက်ခိုက်မယ်ဆိုရင်ဘယ်လိုဆုံးဖြတ်မလဲကိုပြန်မေးပါနော်ကိုပြန်မေးပါဒီလောက်ပဲပြောချင်ပါတယ်